လူရှင်တော်နဲ့ဟာတာတရုတ်ဆောင်ကြီးဦးမိုးဒီအသက်88နှစ်ယနေ့နေ့လယ်ပိုင်းမှာပဲကွယ်လွန်နှိပ်စရောက်သွားရပြီလေဖြစ်ပါတယ်။ဦးမိုးဒီလူရှင်တော်နဲ့ဟာတာတရုတ်ဆောင်သူဖြစ်ပြီးကျွန်တော်တပင်တင်မိုးဝင်းတွင်လူရှင်တော်မော့နဲ့တွဲဖက်၍နာမည်ကျော်လာခဲ့တူလည်းဖြစ်ပါတယ်။2010ခုနှစ်အထိရုပ်ရှင်ဇာတ်ကားကြီးပေါင်း80ကျော်နဲ့ဗီဒီယိုဇာတ်ကားပေါင်း200ကျော်တို့မှာပါဝင်တရုတ်ဆောင်ရင်အောင်မြင်ကျော်ကြားလာခဲ့သူဖြစ်ပြီးအမည်ရင်းမှာဦးတန်းထွန်းလည်းဖြစ်ပါတယ်။မိုးဒီကိုဇန်နဝါရီလ16ရက်1948ခုနှစ်တွင်ဟင်ရာမြို့စံခါအဖဦးဟန်တင်နှင့်အမိတော်ခင်မြတ်တို့မှမွေးဖွားခဲ့ပြီးမက်ခင်ရွှေနှင့်မောင်ခင်မောင်အေးဆိုသည့်အကိုတူနှင့်အမတူရှိပြီးမွေးချင်း3ဦးအနက်အငယ်ဆုံးလည်းဖြစ်ပါတယ်။အထကတစ်ဟင်ရာမှာတတမရန်အထိပညာသင်ကြားခဲ့သူတူလည်းဖြစ်ပါတယ်။အသက်14နှစ်အရွယ်တွင်ပန်ထရာကြည်လင်ဆက်အဖွဲ့တို့ဝင်ရောက်ခဲ့ပြီးထိုဆက်အဖွဲ့တွင်မိထိုးသမားအဖြစ်9နှစ်ကျော်မြလောက်ကင်ခဲ့ပြီးနောက်ဇက်မင်းသမီးမအေးကျွယ်နှင့်အိမ်အောင်ပြုတ်ခဲ့သူတူလည်းဖြစ်ပါတယ်။အသက်20အရွယ်တွင်ရွှေမန်းကျော်အောင်ဆက်တို့ပြောင်းရွှေ့ခဲ့ပြီးရွှေမန်းကျော်အောင်ဆက်တွင်မိထိုးသမားအဖြစ်လောက်ကင်ရင်လူရှင်တော်ဖြစ်လာခဲ့သူတူလည်းဖြစ်ပါတယ်။ထိုစဉ်ကလူရှင်တော်အမည်မှာမိုးတိဖြစ်ပါတယ်။ရွှေမန်းကျော်အောင်ဆက်တွင်တနစ်ခွဲမြကြာပြီးနောက်စိန်မာတင်ဆက်တို့ပြောင်းရွှေ့ခဲ့ပါတယ်။စိန်မာတင်ဆက်တွင်ဇက်ဆရာကြီးကြော်ညာမှားယွင်းရိုက်နှက်ရာမှာမိုးထီဟူသောအမည်ဖြစ်လာခဲ့ပြန်ပါတယ်။၃နှစ်အကြာတွင်ခင်မာချိုအငိမ့်အဖွဲ့တို့ပြောင်းလဲပြီးနောက်မိုးဒီပြန်ဖြစ်လာခဲ့ပါတယ်။ထိုအငိမ့်အဖွဲ့တွင်၄နှစ်ကျော်မြကပြခဲ့ပြီးနောက်စိန်မာတင်ခိတ္တပြန်လည်ဝင်ရောက်လာခဲ့ပြီးထို့နောက်ခင်မာချိုအငိမ့်အဖွဲ့တွင်တနစ်မြကပြပြီးနောက်အငိမ့်လောကမှအနားယူခဲ့တာလည်းဖြစ်ပါတယ်။ထို့နောက်စိန်မာတင်ဆက်အဖွဲ့တို့ပြန်လည်ဝင်ရောက်ပြီးနောက်ပြဆက်မင်းသားဒို့တင်ထင်းနှင့်တွဲဖက်၍ကပြဖျော်ပြခဲ့ဘူးတာလည်းဖြစ်ပါတယ်။ဒို့တင်ထွေးထွက်သွားပြီးနောက်မှာစိန်မာတင်ဆက်မှာမိုးဝင်းဆက်တို့ဖြစ်လာခဲ့ပါတယ်။မိုးဝင်းဆက်တွင်မော့နှင့်အတူ၈နှစ်ကြာမြကပြခဲ့ပြီးထို့နောက်ဦးတင်မြင့်စာရေးဆရာမောင်စိတ်တမော့စ်တို့နှင့်တွဲဖက်၍တင်မိုးဝင်းဆက်ကိုတည်ထောင်ခဲ့ပါတယ်။အုံနှစ်အကြာမှာမိုးဒီမော့စ်ကျွန်တော်တပင်ဟူသောအမည်ဖြင့်တခြားဆက်တစ်ခုကိုတစ်နှစ်ကြာမြတည်ထောင်ခဲ့ပါတယ်။ထို့နောက်တွင်ဦးစိန်ရိုးနှင့်တွဲဖက်၍ရန်ကုန်သိန်းနိုင်အမည်ဖြင့်ဆက်တစ်ခုကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။အငိမ့်နဲ့ဇက်တပင်လောကတွင်ကျင်လည်ရင်းဖြင့်ရုပ်ရှင်နှင့်ဗီဒီယိုလောကတို့ဝင်ရောက်လာခဲ့တာပါရုပ်ရှင်နှင့်ဗီဒီယိုလောကတွင်လည်းအောင်မြင်သောဟာတာတရုတ်ဆောင်သူဖြစ်ခဲ့ပါတယ်အထူးသဖြင့်မော့နှင့်တွဲဖက်တရုတ်ဆောင်သောဟာတာကားများကိုလူကြိုက်များခဲ့ပြီးထို့အပြင်ကြော်ညာများတွင်လည်းတရုတ်ဆောင်ခဲ့ရာပရိသတ်များရဲ့အားပေးမှုကိုအထူးရရှိခဲ့တာလည်းဖြစ်ပါတယ်ဒီ60စတားလိုက်မဲ့ရုပ်ရှင်ဇာတ်ကားတွင်ပြောင်မြောက်စွာတရုတ်ဆောင်နိုင်မှုဖြင့်2009ခုနှစ်တွင်မြန်မာရုပ်ရှင်ထူးချွန်ဆုအမျိုးသားဇာတ်ပုဒ်ဆုကိုချီးမြှင့်ခံခဲ့ရတာလည်းဖြစ်ပါတယ်2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်လည်းလူမှုထူးချွန်ဆုတစ်စိတ်တတိယဆင့်ကိုချီးမြှင့်ခြင်းကိုခံခဲ့ရသူတူလည်းဖြစ်ပါတယ်ခင်ဗျာ